ထောက်ပတ်သည်ဖြို့ရအရန်ကောင်း ကျေးဇူးပဲချယ်ရီရေဒုက္ခပေးတယ်လို့ဖြစ်သွားပြီအားနာလိုက်တာဟာ ရပါတယ်ဟာအေးဆေးပါပဲဘာမှအားနာမနေနဲ့ ငါနင်းစီကအကူကြီးတောင်းရတာများနေပြီဟာငါရှက်တောင်ရှက်လာပြီ ဟာစိတ်ထဲမထားပါနဲ့အော်ဒါနဲ့ငါဖေနဲ့အမေကလေငါတို့အကြိုက်ဆုံးဆိုင်ကနေအင်ဂျီအစ်စ်လေးဝယ်ပေးထားတယ်လှလားချယ်ရီကသူ့ရဲ့အင်ဂျီအစ်စ်လေးကိုဝယ်ပြီးအေဘရဲကိုကြောနေတာပေါ့အေဘရဲစိတ်ထဲမှာ ဟိုးရမ်းလာတာပဲဟာအဲ့ဒါငါလိုချင်နေတဲ့အင်ကြီးလေးလေဒါပေမဲ့ဘာလို့ချယ်ရီကအရင်ရသွားလဲချယ်ရီကအရင်ကန်ကောင်းတာပဲဟာ ဘလို့လဲအေဘရဲလှရမလား လာတယ်ချယ်ရီ အေဘရဲတယောက်ချယ်ရီရဲ့ပြည့်စုံမှုတွေကြောင့်ပဲအတွေးလွတ်နေခဲ့ပါတယ် ငါလဲချယ်ရီလိုမျိုးအရာရာပြည့်စုံတဲ့ဘဝမျိုးလေးပိုင်ဆိုင်ချင်လိုက်တာလှုပ်ချင်တာမှန်သမျှဝယ်လို့ရတယ်ဂီယူဆိုင်တက်ပြီးစူးစမ်းပန်းစားအလက်လုပ်တဲ့မိဘတွေရှိတယ်ချယ်ရီအတွက်အရာရာပြင်ဆင်ပေးထားတယ်ပိုကောင်းတာချယ်ရီကတူတီတော်သမီးလေးငါလိုမျိုးစိတ်ရှုပ်စရာကောင်းတဲ့ညီမလေးမှမရှိတာ ဒီနောက်မှာတော့ချယ်ရီကထူးဆန်းတာတစ်ခုထားပြောလာပါတယ်အေဘရဲဒီမှာနားထောင်အခုတလောစားတောက်ဆိုင်တစ်ခုအရင်နာမည်ကြီးနေတယ်အဲ့ဒီစားတောက်ဆိုင်ကတောရဲ့အလယ်မှာရှိတာဆိုင်ရှင်အန်တီကတဆေတွေကိုမြင်ရတယ်လို့ပြောကြတယ်အဲ့ဒီတော့ငါတို့အဲ့ဒီကိုသွားရင်တဆေတွေအကြောင်းမေးလို့ရတယ်နင်စိတ်ဝင်စားလား ဟာဒါပေမဲ့ကြောက်စရာကြီးဟာငါအဲ့လိုမျိုးတွေမကြိုက်ဘူးချယ်ရီ ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတယ်လေဟာသွားရအောင်ပါဟာနှစ်ပြန်ကြောင်းပိတ်တယ်လေ အင်းမလေးနင်ကအတင်းသွားမယ်ဆိုရင်လည်းသွားကြတာပေါ့မနေ့ပြန်ပဲနှစ်နိုင်လေ မနေ့ပိုင်းပဲသွားကြမယ်လေငါနေ့အိမ်ကိုလာခဲ့မယ်ထုံးစံတိုင်းစပိန်စီပြီးသွားကြမယ်လေဒီနောက်မှာတော့ညနေရောက်သွားပြီမလို့ဧပြီလဲအိမ်ပြန်ဖို့ချယ်ရီကိုနှုတ်ဆက်လိုက်ပါတယ် ငါပြန်ပြီနော်ချယ်ရီ တတာဧပြီလမ်းကိုတတိထားသွားနော်မနေ့ပြန်စောစောထားဖို့မမေ့နဲ့နော်โอเคအေးငါတော့ ready ပဲ အေးပါငါတော့ ready ပဲချယ်ရီရေငါပြန်တော့မယ်နော်တတာ ဧပြီတယောက်ချယ်ရီအိမ်ကပြန်လာခဲ့ပေမဲ့အတွေးတွေကတော့အဆုံးမသက်နိုင်သေးပါဘူး ချယ်ရီပေါ်ကတိတ်ကောင်းတာပဲလှုပ်ချင်တာမှန်သမျှချက်ချင်းရတယ်ငါကြတော့အမိတ်စီကနေဘာတစ်ခုမှမရခဲ့ဘူးချယ်ရီလိုဘဝမျိုးသားငါပိုင်ဆိုင်ခဲ့ရင်ကောင်းပါပဲတတိဖြစ်ရတာအရန်ကောင်းပါပဲမရှိစင်းရဲသားဘဝဒီလိုပါပဲလေဘာလဲလို့အခက်ခဲတွေကြီးပဲ အဲ့လိုနဲ့ညဘက်ရောက်သွားပါတယ်ဧပြီလဲညစာစားနေခဲ့တာပါသူ့အမေကတော့ဟင်းချက်နေတော့မှဧပြီရဲ့ညီမလေးဖြစ်တဲ့ဟန်နာကတော့အယုတ်တွေနဲ့ကစားနေရပေါ့ အမေသမီးအင်ဂျီတစ်လေးဝဲချင်တယ် နေပေါင်းဧပြီရဲ့အမေမှာပတ်စံမရှိသေးဘူးပြီးတော့သမီးညီမလေးလည်းကြီးလာပြီဆိုတော့သူ့အတွက်လိုအပ်တာတွေတုံးဖို့အမေပတ်စံဖယ်ထားရအောင်မယ်လေ အမေကလည်းအမြဲတမ်းဒီလိုကြီးပဲအမေကသမီးထက်ညီမလေးကိုပဲအမြဲတမ်းပို့ပြီးဦးစားပေးတယ် ပါနေရပါလို့ဒီလိုစကားမျိုးပြောရတာလေအမေကိုပြန်အာခံရဲနေပြီပေါ့လေ ဟာအမေကအမြဲတမ်းဒီလိုကြီးပြောနေရပဲသမီးလိုချင်တာတစ်ခုမှဝယ်မပေးဘူး နင်ဧပြီ ဧပြီကတော့အရန်ကိုဝမ်းနေသွားတာမလို့သူ့အိတ်ခမ်းနဲ့သူပြေးဝင်သွားပြီးငိုနေပါလေရောအမေကသမီးကိုမချစ်ဘူးသူကအငယ်ကိုပဲအမြဲတမ်းတွေးနေတာအမေကိုရမ်းမုန်းတယ်နောက်ရက်မနက်မှာတော့ချယ်ရီတယောက်သူ့ရဲ့စပိန်လေးနဲ့ပဲတငယ်ချင်းဖြစ်သူဧပြီရဲ့အိမ်ကိုလာနေခဲ့ပါတယ်တော်ရဲသွားရမှာဆိုတော့မနက်စောစောလာခဲ့ရတာပါဧပြီလာလေဧပြီမြင်မြန်လုံးဟာနောက်ကြလို့မဖြစ်ဘူး အေးခဏလေးစောင့်ချယ်ရီအမေသမီးချယ်ရီနဲ့တောဘက်ကိုသွားအောင်မယ်နော် ဟေးတော်ရဲကိုအဲ့ဒီကိုသွားပြီးတော့ဘာလို့မလုပ်လဲအဲ့ဒီလမ်းအန်တီညားတယ်မသွားရဘူးမသွားရပါဘူးသမီး အမေကလည်းသမီးကချယ်ရီနဲ့သွားကစားမလို့ဟာကိုចောင်းပိတ်ရက်လေ အဲ့ဒီချိန်မှာပဲညီမလေးဟန်နာက မမသွားမှာလားသမီးလဲလိုက်မယ်နော်မရဘူးမရပါဘူးမမရဲ့လောက်ပါသမီးလဲလိုက်ချင်တယ်လေ เคยมีทรงกูก็มาดิสวยน้องสวยสวยอม လိုက်ချင်တယ်လေအမေသမီးကိုပြောပါအောင်သူကလိုက်ချင်နေပြန်ပြီ ခဲပါနင်သွားချင်တယ်ဆိုလည်းအခုသွားတော့လမ်းမှာတတိထားသွားနော် ဟုတ်ကဲ့မေ ဧပြီလဲသူစပိန်ရှူလာပြီးချယ်ရီရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်သူတို့တောရဲကိုသွားနေတော့မှ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ထားပေးပါအောင်နော်ဆာကူရာဇလန်းကောင်းနေအများကြီးကိုဒီ channel မှာပဲပုံမှန်တင်ဆက်ပေးသွားပါမယ်ချယ်ရီနဲ့ဧပြီတို့စပိန်နေရတာတော်တော်လေးကိုကြာလာပြီမလို့ခဏနားလိုက်ကြပါတယ် နေရပမာလဲဟာဘာလို့မတွေ့သေးရလဲ အာဟုတ်တယ်စပိန်နေရတာလဲညောင်းနေပြီလာခဏနားကြရအောင် အေးအဲ့ဒါကောင်းတယ် ဩလမ်းကတော့မှန်နေပြီဧပြီတက်တက်ဆက်သွားရင်တောထဲကိုရောက်သွားလိမ့်မယ် အေးပါအဲ့ဒါဆိုခဏနေရောက်တော့မှာပဲဆက်သွားရအောင်ချယ်ရီ အဲ့လိုနဲ့ချယ်ရီနဲ့ဧပြီလဲ
တဖြည်းဖြည်းချင်းဆိုသလိုတောရဲကိုစတင်ရောက်လာပါတယ်တောရဲကိုရောက်ပြီဆိုတာနဲ့ထူးဆန်းတာတစ်ခုကြုံရပါတော့တယ်ဟာဘာလို့လမ်းနှစ်ခွဖြစ်နေရလဲအခုနမြေပုံထဲမှာလမ်းခွဲမပါပါဘူးဟာ ဟုတ်တယ်ပြီးတော့ညနေတောင်စောင်းနေပြီချယ်ရီရဲ့တောထဲဝင်ပေါ်ကတော်တော်ဝေးတာပဲဟာ ဟုတ်တယ်တော်တော်ထူးဆန်းတယ်အဲ့တော့ငါတို့အခုဘယ်လမ်းနေသွားကြမလဲတက်သွားမလားဘယ်ဖက်ကွေ့မလားအေးပရယ် တက်ပဲဆန်းသွားကြည့်ကြတာပေါ့အခုနမြေပုံထဲမှာဒီလန်းခွဲမှမပါတာ အင်းမအဲ့ဒါဆိုလဲသွားကြတာပေါ့အဲ့လိုနဲ့တငယ်ချင်းယောက်သားစပိန်ကိုစီနင်းပြီးရှေ့ဆက်သွားလိုက်တာပေါ့အချိန်ကတဖြည်းဖြည်းကြာလာပြီးညနေကနေညဘက်ကိုရောက်ဖို့နီးနေပါပြီအမောင်တို့ကတဖြည်းဖြည်းများလာပါတယ် ဟာဒါခုနလန်းခွဲကြီးပဲဘလို့လို့ပြီးဒီကိုပြန်ရောက်လာလဲ ဟုတ်တယ်ငါတို့အခုနလမ်းတိုင်းတော်တော်ဝေးဝေးနင်းလာခဲ့တာလေငါတို့လမ်းမလာလားဒါမှမဟုတ်မြေပုံမှားနေတာဖြစ်မယ်ဆိုင်ဖက်ကိုသွားခြင်းငါတို့ဒီဘက်ဖက်ကို꿰ရမှာထင်တယ် ငါတို့အဲ့ဒီဆိုင်ကိုတကယ်ဆက်သွားကြမလို့လားချယ်ရီအခုတော်တော်လေးကိုမိုးချုပ်နေပြီနော် လမ်းတစ်ဝက်တောင်ရောက်နေပြီဧပြီရဲ့ခဏနေရောက်တော့မှာပါဟာဒီလောက်ဝေးဝေးလာပြီးမှပြန်လဲရမှာလားလာပါဧပြီရဲ့အဲ့ဒီကိုသွားရအောင်အဲ့ဒီဆိုင်ကိုငါအရင်စိတ်ဝင်စားနေလို့ပါဟာ ဟောအေးပါဟာအေးပါဒါပေမဲ့မတွေ့ရင်တော့ငါတို့ချက်ချင်းပြန်မယ်နော် ဟုတ်ပါပြီဧပြီရဲ့ကြီးစုပါဟာအဲ့လိုနဲ့ပဲတငယ်ချင်းယောက်သားဘယ်ဖက်လမ်းကိုရွှေ့ပြီးစပိန်ဆက်နင်းသွားတာပေါ့တိတ်ကြကြမနှင်းလိုက်ရပါဘူးဆိုင်တစ်ဆိုင်ကိုမြင်လိုက်ရပါတယ်ဟာဟိုမှာဆိုင်လေးဟာရေတွေ့ပြီ အေးဟုတ်တယ်ဟာဒါပေမဲ့ချယ်ရီငါတို့ဒီမှာကြာမနေဘူးနော်ဘာလို့လဲဆိုတော့မိုးချုပ်နေပြီဟာအမေစုမငါကြောက်လို့ အင်းမအေးဆေးပေါ့ဟာချယ်ရီနဲ့ဧပြီလဲတောထဲမှာထူးထူးဆန်းဆန်းဖွင့်ထားတဲ့စားတောက်ဆိုင်နောက်သွားလိုက်ပါတယ်တစိမ့်လာပါအန်တီဒါအခုနာမည်ကြီးနေတဲ့ဆိုင်လေးလားရှင်အထက်ကမိန်းမကြီးကချက်ချင်းမဖြေပဲသူလှုပ်ရှားရှိတာတွေကိုလှုပ်နေပါတယ်အေးဆက်ဆက်ကြီးပါပဲတော်တော်လေးကြာသွားမှာပဲ ဟုတ်တယ်လေ ဧပြီဒီဆိုင်ပဲဟာတေချာသွားပြီငါတို့လာတာမမားလို့တော်သေးတာပေါ့ဟာ ချယ်ရီဒါပေမဲ့အဲ့ဒီအန်ဒီကြီးကကြောက်စရာကြီးနော် ဟာနင်းရလေဟာ तू ကတစေတွေကိုမြင်နေရလို့နေမှာပေါ့ဧပြီရဲ့ ဟုတ်မှာပါချယ်ရီရဲ့ကဲပါထိုင်ကြရအောင် ဒီနောက်မိန်းမကြီးက ဘာမှမလဲ ဟင်းရည်တောက်ခောက်ဆွဲနှစ်ပွဲနဲ့တောက်စရာလက်ဖက်ရည်အေးလေးပေးပါရှင် ခဏစောင့်နော်အန်ဒီလုပ်ပေးမယ် ဟုတ်ကဲ့ကျေးဇူးပါအန်တီဟိအန်ဒီကြီးကကြောက်စရာကြီးနော်လာစားတဲ့သူတွေကလည်းကြောက်စရာပုံစံတွေကြီးပဲသူတို့ပြောတာမမှားပါဘူးဒီစားတောက်ဆိုင်ကိုလာစားတဲ့သူတွေထဲမှာလူဆိုလို့တယောက်တောင်ပါမနေပါဘူးအကုန်လုံးကဖြူဖက်ဖြူရော်နဲ့ကြောက်စရာကြီးတွေပါပဲ ဟုတ်တယ်ငါတို့မြင်မြန်လုံးမဖြစ်မယ်ဒီကိုလာတဲ့သူတွေကပုံမှန်မဟုတ်ဘူး ရော့သမီးတို့မှားထားတဲ့ခောက်ဆဲပြုတ်နှစ်ပွဲနဲ့လက်ဖက်ရည်နှစ်ခွက်ရပြီ ချယ်ရီနဲ့ဧပြီလည်းမှားထားတဲ့ခောက်ဆွဲတွေကိုစားလိုက်ကြပါတယ်ခောက်ဆွဲလေးကအရင်အရသာရှိရပဲနော်ဧပြီ ဟုတ်တယ်အရန်ကောင်းတယ်ဟာ နောက်မှဒီခောက်ဆွဲကိုလာစားဖို့အတူတူလာကြအောင်မယ်နော် လာမယ်လေချယ်ရီဒါပေမဲ့ဒီလိုညကြီးတော့မလာအောင်နော်အမေစုမကြောက်လို့ပါဟာ အင်းမငါတို့လာမဲ့လမ်းကိုတီးသွားပြီဆိုတော့နောက်ဆိုမျက်စိလေတော့မှမဟုတ်ဘူးလေအေးဆေးပဲ အေးအဲ့ဒါလည်းဟုတ်တာပဲနောက်ဆိုမြင်မြန်လာလို့ရပြီစောနာလမ်းမသွားတာမလို့ကြာသွားတာဟာအိုးအရင်စားကောင်းတာပဲဟာ ဟုတ်တယ်ငါးပိုက်တောင်တင်းသွားပြီဩဒါနဲ့အန်တီသမီးတခုမေးချင်လို့ပါအန်တီကတရေတစေတွေကိုတကယ်မြင်ရလား ဟုတ်တယ်အန်ဒီကတဆေတွေကိုမြင်ရတယ်တတိုက်ဆန်ဆိုင်ပဲဒီနေ့လာတဲ့သူတွေအကောင်လုံးတဆေတွေကြီးပဲ ဟာသူတို့အကုန်လုံးကတစိတွေတဲ့လားယူတော့မှာပဲဟာလာလာအခုချက်ချင်းပြန်ကြမယ် စိတ်ကိုအေးထားပါကလေးတို့ရဲ့ဒီနေ့ရမှာအရာရပုံမှန်မှာပဲသမီးတို့ကိုယ်တိုင်လည်းမြင်နေရတယ်မလားတို့ကသမီးတို့ဘာမှမလုပ်ပါဘူးကွယ် ဟုတ်အန်တီကဲသမီးတို့ပြန်ခွင့်ပြုပါအောင်နော်အန်တီပြန်တော့မယ်ဒီမှာပတ်စံပါအန်တီ ခဏလေးသမီးတို့ခုနလမ်းဆောင်ကနေညာဘက်ကနေလာတာလားဘယ်ဘက်ကနေလာတာလား ညာဘက်ကလာတာပါအန်တီ အဲ့ဒါဆိုရင်သမီးတို့ပြန်ဘယ်ဘက်လမ်းကနေပြန်ကြနော် ဟမ်ဘာဖြစ်လို့လဲအန်တီ အန်ဒီပြောတဲ့အတိုင်းသာလုပ်ပါ အော်ဟုတ်ကဲ့ပါအန်တီသမီးတို့ပြန်ခွင့်ပြုပါအောင်နော်အန်တီအဲ့ဒီအချိန်မှာပဲစိုက်ကယ်တစ်စီးနဲ့မောင်းဝင်လာတဲ့အလုပ်သမားတစ်ယောက်ရောက်လာပါတယ် အလုပ်လုပ်ပြီးပင်မလာတဲ့ချိန်ခောက်ဆွဲပြုတ်ပူပူလေးစားပြီးကော်ဖီလေးတောက်ရတာအကောင်ဆုံးပဲဝေါအနိဆိုင်ကထုံးစံနိုင်မဲ့6ကက်ညာပဲနော်ကျွန်တော်တို့ခောက်ဆွဲပြုတ်တစ်ပွဲနဲ့ကော်ဖီတစ်ခွက်ပေးပါ ချယ်ရီအခုမြင်မြန်ပြန်ရအောင်ဟာငါဒီမှာစက်သိန်းတွေတောင်ထနေပြီဟာ ပြန်ရအောင်လေဧပြီ
အဲ့လိုနဲ့ Cherry နဲ့ April လည်းစပိန်တွေကိုစီနှင်းပြီးစားတော့ဆိုင်ထဲကနေထွက်လာပါတယ်။အဲ့လိုထွက်လာရင်းနဲ့လမ်းဆောင်တစ်ခုကိုရောက်လာပါတယ် ဟဲ့ Cherry နင်ပဲသွားမလို့လဲခုနဆိုင်ရှင်အန်တီကငါတို့ဒီဘက်လမ်းပြန်ရမယ်လို့ပြောခဲ့တယ်လေ ။ရပါတယ်ဟာကိစ္စမရှိပါဘူး။အခုနငါတို့အဲ့ဒီဘက်ကလာခဲ့တာလမ်းအရန်ကွေးပတ်ပြီးဝေးတယ်လေဟာ။မြို့ထဲကိုပြန်မယ်ဆိုရင်ကြာမယ် ဟာဆိုင်ရှင်အန်တီကတကယ်အတီပြောနေတဲ့ပုံပဲငါတို့ဒီလမ်းပြန်လို့တစ်ခုခုဖြင့်ဘယ်လိုလုပ်မှာလဲ ။ဟာမဖြစ်ပါဘူး။အိမ်ပြန်ရောက်ဖို့ကြာနေမှာထက်ဆိုင်ဒီလမ်းကပဲပြန်ကြမယ်လေဟာ။အိမ်မြန်မြန်ပြန်ရောက်တာကောင်းတာပေါ့။ အင်းမဒီလမ်းပြန်တာပေးခင်ပါစီလို့ပဲဆူတောင်းရတော့မှာပဲ ဒီနောက် Cherry နဲ့ April လည်းခက်မြန်မြန်ပဲစပိန်ကိုနင်းပြီးပြန်လာခဲ့ကြတယ်။အဲ့ဒီလိုပြန်လာတော့မှပဲတံတားရဲ့ထိပ်မှာရဲကားတွေရောအရက်ကားတွေရောရောက်နေတာကိုမြင်လိုက်ရပါတယ် ဟဲအဲ့ဒါဘာဖြစ်တာလဲကိုမလူတွေအများကြီးပဲ Cherry အားလုံးပဲခက်ခွက်ခွာနေပေးကြပါဗျာအရက်မကက်ကြပါနဲ့ ။ဘေးကလူတွေကတော့ဟဲလက်လက်ကောင်မှအလောင်းကြီးဟာ။အိုးဒါရှင်တိုက်ပြေးမှုဖြစ်မှထန်တယ်။ဟုတ်တယ်ရှင်တိုက်ပြေးမှုပဲ။တနာစရာကောင်းလိုက်တာငယ်ငယ်လေးတွေပဲရှိသေးတာဟာ။ ဟဲအလောင်းကြီးတဲ့ Cherry ဟုတ်တယ် April ကြောက်စရာကြီးဒါပေမဲ့သွားကြည့်ရအောင်ဟာ မလောက်ပါနဲ့ Cherry ရဲ့ငါကြောက်တယ်ဟာတန်းပြီးတော့ပြန်ရအောင်ပါ နင်းကလည်းရပါတယ်ဟာဘာမှမဖြစ်ပါဘူးမကြောက်ပါနဲ့လူတွေအများရှိနေပဲအဲ့လိုနဲ့အလောင်းကြီးကိုသွားကြည့်လိုက်တဲ့အခါမှာ ဟာအဲ့ဒါငါတို့ပဲလေဟာဘလို့ကြီးလဲဟုတ်တယ် Cherry ကအဲ့ဒါငါတို့ပဲဘလို့ဖြစ်တာလဲ April ငါတို့ကားတိုက်ခံရတာဟာတကယ်တမ်းဖြစ်ခဲ့တာကတော့ Cherry နဲ့ April ထိုင်နာခဲ့တဲ့နေရာမှာအဖြစ်ဆိုးကြီးဖြစ်ခဲ့တာပါ ဝေါဒီအရက်ကတော်တော်ကောင်းတာပဲခေါင်းတွေတော့မူးလာပြီမိုက်တယ်ဟေးအရက်ကရှယ်ပဲတိမ်တွေပေါ်မှာလွင့်နေပြီဟေးဟေးဖဲ Cherry ရော April ရောအခုမှပဲသူတို့ကားတိုက်ခံရတယ်ဆိုတာသိသွားကြတာပါဒါဆိုငါတို့နားနေတဲ့ချိန်မှာအမှုသမားကငါတို့ဝင်းတိုက်သွားတာပေါ့ဒါဆိုအခုငါတို့ကတေသွားပြီပေါ့ Cherry ကတော့ငါမသေးချင်သေးဘူး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  ဟာရှင်တို့ကဘာတူတွေလဲ April ငါတို့နဲ့တူတူတမလွန်လိုက်ခဲ့ပါ ဟမ် တမလွန်လိုက်ခဲ့ပါ မလောက်ပါနဲ့ရှင်မလောက်ပါနဲ့